ဂျာမနီရောက်တာ2နှစ်ကျော်ပဲမယ် global influencer အနေနဲ့လုပ်နေတာ3လပဲရှိပါသေးတယ်ဒီအထုပ်တွေက brand ဘက်ကနေပြီးတော့ဆက်သွယ်ပြီးပေးပို့လာတယ်ဒီ package တွေပေါ့နော်ဒါကတော့ match လာမှာရခဲ့တဲ့အထုပ်တွေပေါ့ခုလက်ထဲမှာကင်ထားတဲ့ Dorian brand ကုမ္ပဏီဘက်ကပို့ပေးလိုက်တာထင်တယ်ဒီလည်းမသိဘူးပေါ့နော်တရက်ကကျတော့ delivery ကနေပြီးတော့ပြည်တာထိုးလို့ရပြီလို့ပြောတယ်ဒါပေမဲ့ကိုယ်လည်းမှာထားဘူးပေါ့နော်အဲ့ဒါ email ကိုကြည့်လိုက်တော့ Dorian ဖြစ်ခုလက်မှာကင်ထားတဲ့ဟာလေးကရက်ဆိုင်ကနေပြီးတော့ပို့ပေးလိုက်တဲ့ iPad လေးပေါ့နော်သူကအရန်နာမည်ကြီးနေအခုတလော TikTok မှာရော Insta မှာရောအရန် viral ဖြစ်နေတာပေါ့နော် Dorian ပို့လိုက်တဲ့ပစ္စည်းကိုလေအရန်သိချင်နေကြတာဘာဖြစ်လို့လဲဆိုတော့ဖိုင်းနဲ့ပို့ပေးလိုက်လို့လေဖွင့်ကြည့်လိုက်တော့အရန်အောင်မှအံ့ဩခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ packaging အစားလေးအရန်သေးတတ်တယ်ညရလေးဒီလားဒီလိုစက်ကူကိုလေအရန်ကြောက်ကြတယ်ကြီးရကြတော့လေအဲ့လိုစက်ကူရတာကိုအရန်ပြောနေတာဘာဖြစ်လို့လဲဆိုတော့အခြား influencer တွေကိုကြည့်လိုက်ရင်လေ packaging ပေါ့နော်ဖောက်ပြလိုက်ရင်အဲ့လိုမျိုးစက်ကူတွေကိုထွက်လာတဲ့ဟာကိုကြီးကအရန်ကြိုက်ခဲ့ဘက်ကကြီးကို C1 နဲ့ mask နဲ့ပို့ပေးလိုက်တယ်ပေါ့နော်ဒီ C1 ကလေဒီကွက်ထဲမှာအရန်နာမည်ကြီးနေတာသူကချွေးပေါက်တွေကိုချွေးပေါက်အတွင်းပိုင်းထိကိုတန့်စင်ပေးပြီးတော့ဒီ skin လေးကိုပေါ့နော်နူးညံ့စေတာသူ့ရဲ့ texture လေးကလည်းမပြည့်မကျဲလေးနဲ့အရန်လိမ့်လို့ကောင်းတယ်အေးလေးပေါ့နော်ဒါလေးကကျတော့30 ml မြန်မာငွေနဲ့ဆိုရင်6000ဝန်းကျင်လောက်ပေးရတယ်30 ml ဆိုတော့ပလင်းအကြီးရော2လ3လလောက်ဒါလေးလိမ့်လို့ရတယ်နောက်တစ်ခုကကျတော့ mask ကြီးကကျတော့လေဒီလားmask အရန်ကြိုက်တဲ့ထဲမှာပါတယ်ဒီတစ်ခါကို4ချက်ပါတယ်ပေါ့နော်ဒီဟာရဲ့ပေါက်စီကကျတော့လေဒီလားယူရိုနဲ့ပဲတည်တယ်ယူရို6ချက်ဝန်းကျင်လောက်ပေးရတယ်ပေါ့ mask တစ်ချက်ကို6ချက်နော်ဒါလေးကကျတော့ Sona eye patch လေးပေါ့နော်တေချာမဖောက်ပြရသေးလို့သူ့ရဲ့ series က2မျိုးရှိမယ်ထင်တယ်ဒါကကျတော့ PDR series ပေါ့နော်ဒါကကျတော့အထက်က eye patch ကိုခတ်ဖို့စွန်းပေါ့နော်ကြီးက eye patch ကိုတစ်ခါမှမသုံးဘူး eye cream ပဲသုံးဘူးတာသူ့ရဲ့အနံ့ကလည်းမှုမွေးလေးဒီပစ္စည်းလေးတွေကိုတော့နောက်နေ့မှတေချာ review video ပြန်နေမိမယ်နော်ဒီနေ့ video လေးကိုတော့ဒီမှာပဲရက်လိုက်တော့မယ်အားလုံးပဲတ